မင်းက GS တယောက်လားစနေဟောင်း10တန်းစနစ်တေး G12 မအောင်မြင်ခဲ့ပေမဲ့တမောတက်ဖို့စူးစမ်းနေတဲ့သူလားဒါဆိုရင်တော့ဒီဗီဒီယိုကမင်းအတွက်ပါအားလုံးပဲမင်္ဂလာပါညီကိုတို့လည်းသိရတဲ့အတိုင်းပဲပုံမှန်အားဖြင့်တမောလိုင်းတွေမှာ GS နေရာအတွက်အခွင့်အရေးကအခြားရာထူးတွေထက်စာရင်အတော်လေးကိုရှားပါပါတယ်နေရာလို့ထွက်ဖို့ကိုအချိန်ယူစောင့်ရတတ်ပါတယ်ကိုဘက်ကတင်တန်းတွေဆင်းစာရွက်စာတမ်းတွေအကုန်ပြည့်စုံသွားပြီဆိုရင်တော့မှတမောယုံတွေကိုကိုယ်တိုင်လိုက်ပြီးတော့ဖောင်တွေလိုက်တင်ရမယ်ဒီချိန်ကတော့ဇွဲအရှိဆုံးဇွဲတွေလိုအပ်ဆုံးထားပြီးတော့စူးစမ်းရမယ်အချိန်မှာဒါပေမဲ့ဒီလိုစောင့်နေရတဲ့အချိန်မှာလည်းအရေးကြီးဆုံးသတိထားရမှာကအလိမ်ညာတွေပါပဲတမောကိုမြန်မြန်တက်ရမယ်ရရေးသက်တာမယ်ဆိုပြီးတော့မတမာတဲ့သူတွေကအမောက်လိုင်းတွေခိုင်မာမှုမရှိတဲ့ line တွေစီကိုလိမ်ညာပြီးတော့တင်ပေးတတ်ကြပါတယ်ဒါတွေကိုအထူးသတိပြုပါအဆိုးအဆုံးကတော့ပွဲစားကရိုက်ကြေးတွေအရန်များလွန်းတာပါပဲတက်ရပြန်တော့လေကိုပင်မန်းတလောက်အရာမထင်ပဲလားတာတွေအရန်နှိမ်ခံရတာတွေ GS ညီကိုတွေအများဆုံးကြုံတွေ့နေရပါတယ်နောက်ထပ်အခက်အခဲတစ်ခုက GS အနေနဲ့တမောတက်ပြီးပြီဆိုရင်တော့နောက်တစ်ချိန်မှာ Dev rating DR ဒါမှမဟုတ် engine rating ER အဖြစ် issue ချိန်ရင်ပြောင်းလို့မရပါဘူးဒါကတော့အစကတည်းကလမ်းကြောင်းမှန်ဖို့ကိုယ့်အတွက်တကယ်ခိုင်မာတဲ့တမောဖြစ်ဖို့အရေးကြီးပါတယ်ဒီလိုအခက်အခဲတွေအလိမ်ညာတွေနဲ့လာသာနှိမ်ခံရတာတွေကနေပြီးတော့ကင်းဝေးပြီးတော့လမ်းကြောင်းမှန်နဲ့ဘတ် general cargo container စတဲ့တမောကြီးတွေပေါ်မှာယုံကြည်မှုရှိအလုပ်လုပ်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့အန်ကောင်းပိုင်းစီမံစာပေရှိနေပါတယ်တမောသားတွေရဲ့လာသာအတွက်လည်းအတက်နိုင်ဆုံးအဆင်ပြေအောင်ညှိနှိုင်းပေးထားပါတယ်လမ်းမမရောက်ပဲခိုင်မာတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်ခြင်းနဲ့ညီကိုတွေအတွက်အန်ကောင်းပိုင်းကအမြဲတမ်းကြိုးဆိုနေပါတယ်အခုပဲလာရောက်ဆွေးနွေးလိုက်ပါ